ထားလမဆိုင်မွေးနေ့ကိတ်လေးကိုကျူရိုမီအယုတ်လေးအပေါ်အတင်ပြီးတော့အလတ်စင်မှာဖြစ်ပါတယ်။လိုဖူရီမွေးနေ့ကိတ်မန္တလေးမြို့ကပါမွေးနေ့ကိတ်လောက်တာလေးတွေကိုစိတ်ဝင်စားရဲဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့ပြုလုပ်နည်းအစဆုံး detail မိအေလုံးဝစိတ်ရှိရှိနဲ့လုပ်ထားတာလေးကိုအစဆုံးတင်ပေးထားတာဖြစ်ပါတယ်။နေ့ကိတ်ပြင်ဆင်ပြုလုပ်ရတာလေးကစိတ်ဝင်စားဖို့အရင်ကောင်းပါတယ်။ဝါသနာပါတဲ့လူတွေတော့ပျော်စရာလည်းကောင်းတယ်ပေါ့နော်။ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာတစ်ခုခုတော့ကြံပါပါအလကားမဖြစ်ပါဘူးနော်ကြည့်ရတာမျက်စိပတာတာလည်းဖြစ်မှာပါနေ့ကိတ်လောက်တာလေးတွေကိုကစိတ်ဝင်စားတယ်ဒီထက်ပိုပြီးတင်ယူခြင်းနဲ့ဆိုရင်အခြေခံမွေးနေ့ကိတ်တင်တန်းလေးလည်း Hello Foodie မှာရှိပါတယ် Hello Foodie ရဲ့ YouTube channel လေးမှာဆိုရင်လည်းနေတိုင်းမွေးနေ့ကိတ်ပြုလုပ်နေတဲ့ပတ်သက်တဲ့ဗဟုသုတရစရာဗီဒီယိုလေးတွေကိုနေတိုင်းတင်ပေးနေပါတယ်နေ့မှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မွေးနေ့ကိတ်လေးတွေလိုအပ်တယ်ဆိုရင်လည်း Hello Foodie ကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးမှာယူလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်